皆さんこんにちはမင်္ဂလာပါ青木 Johnny Study Channel ရဲ့ one shot video စီစဉ်နေပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ဂျပန်လူမျိုးတွေစကားပြောတဲ့အခါမှာစာကြောင်းရဲ့အဆုံးသတ်မှာအသုံးပြုရရှိတဲ့အဆုံးသတ်ဖို့တစ်ခုဖြစ်တဲ့ဒီစားဆိုတဲ့ copy လေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားချင်ပါတယ်皆さんတို့ကြားဦးကြမယ်ထင်ပါတယ်ဥပမာ昨日東京へ行ったんだけどさお前さだってさあそういえばさအဲ့လိုမျိုးစာကြောင်းရဲ့အစိုးမှာပေါ့နော် copy လေးဒီစားလေးကိုထည့်ပြီးတော့သုံးတဲ့ပုံစံကိုမကြာခဏကြားဦးမယ်လို့ထင်ပါတယ်ဒီအသုံးပုံစံကတေချာသုံးတတ်တယ်ဆိုရင်စကားပြောမှာဂျပန်လူမျိုးဆန်ဆန်ပြောတတ်တယ်လို့ထင်ရပေမဲ့စကားပြောမှာသုံးတဲ့အခါကျရင်သတိထားပြီးမသုံးလို့လည်းမရပါဘူးအခုအဲ့ဒါဆိုရင်ဒီစားဆိုတဲ့ copy လေးရဲ့အသုံးပြုနည်းနဲ့သူ့ကိုသုံးရတဲ့အချိန်နဲ့အတိတ်ပဲကိုတေချာလေးရှင်းပြပေးတော့ချင်ပါတယ်ပြီးရင်ဒီစားဆိုတဲ့ copy လေးရဲ့သတိထားမယ့်ပိုင်းကိုဆက်လက်ပြီးပြောပြပေးတော့မှာဖြစ်လို့ဗီဒီယိုလေးအဆုံးထိကြည့်သွားပေးဖို့တောင်းဆိုချင်ပါတယ်ကဲအဲ့ဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြစို့နော်သူတေသနာအဆိုရဆိုရင်ပေါ့နော်ဒီစားဆိုတဲ့ copy လေးကိုအသုံးပြုတဲ့အဓိပ္ပာယ်အနေနဲ့၄ခုရှိတယ်လို့ပြောဆိုကြပါတယ်နံပါတ်1ရဲ့အဓိပ္ပာယ်ကတော့အခုကစပြီးတော့ရေးကြီးတာတွေပြောမှမလို့တေချာနားထောင်စေခြင်းတဲ့အချိန်တွေမှာဒီစားကိုသုံးပါတယ်နံပါတ်2ပုံစံကတော့စိတ်ထဲမှာမကြေမနက်ဖြစ်နေတဲ့အခါမျိုးကြရင်သုံးတဲ့ပုံစံပဲဖြစ်ပါတယ်နံပါတ်3ပုံစံကတော့တယောက်ယောက်ကိုတစ်ခုခုပြန်လဲရှင်းပြတဲ့အခါမှာသုံးတဲ့ပုံစံပဲဖြစ်ပါတယ်နံပါတ်4ပုံစံကတော့စကားပြောရဲ့နောက်ပိုင်းကိုဖြစ်ဆက်ပြောခြင်းတဲ့အခါမှာသုံးတဲ့စားရဲ့ပုံစံပဲဖြစ်ပါတယ်အဲ့လိုမျိုးအဓိပ္ပာယ်၄ခုအနေနဲ့သုံးတယ်လို့ဆိုကြပါတယ်ကဲအဲ့ဒါဆိုရင်အခုကစပြီးတော့ဒီချာချာလေးစားရဲ့အသုံးပြုနည်းကိုရှင်းပြပေးသွားခြင်းပါတယ်ပထမပုံစံကတော့စားရဲ့ဝါကြနောက်ပိုင်းကအရေးကြီးတာတွေပြောမှမလို့ခုကစပြီးတေချာနားထောင်စေခြင်းတဲ့အသုံးပုံစံပဲဖြစ်ပါတယ်ခမန်းရသလောက်တော့ဂျပန်လူမျိုးတွေတော်တော်များများဒီပုံစံအသုံးများတယ်လို့ထင်မိပါတယ်စကားပြောနေရင်တဝက်တစ်ဖက်မှာဒီစကားကိုအဆုံးသတ်ခြင်းတဲ့အခါပေါ့နော်အဲ့ကျစားကိုထည့်သုံးလိုက်ခြင်းအပြင်အဲ့နောက်ပိုင်းကစပြီးတော့ရေးကြီးတာကိုပြောမှမလို့တေချာနားထောင်စေခြင်းနဲ့ဆိုတဲ့အဓိပ္ပာယ်ကိုတက်ရောက်သွားပါတယ်ဒီစားကိုသုံးတဲ့အခါမှာ runtime care တွေ main ရှိတွေနောက်မှာထားသုံးတယ်ဆိုပေမဲ့လည်းများသောအားဖြင့်တော့ care တူစားဓာတ်ကဲတူစားပုံစံနဲ့အများဆုံးအားဖြင့်တွဲသုံးတာများပါတယ်ဥပမာ今日映画を見に行ったんだけどさすごく混んでてチケット買えなかったんだよ昨日さ俺さ学校に遅刻しちゃったけどさဒုတိယပုံစံကတော့စိတ်ထဲမှာမကြေမနက်ဖြစ်တဲ့အချိန်ကမှပြောဆိုတဲ့စားရဲ့အသုံးပြုတဲ့ပုံစံပဲဖြစ်ပါတယ်ဒီပုံစံကတော့အရှိကနောင်းနဲ့တွဲသုံးတဲ့ပုံစံဖြစ်ပြီးတော့အဲ့ရှိကနောင်းကြောင့်စိတ်ထဲမှာမကြေမနက်ဖြစ်တဲ့အချိန်ကမှသုံးတဲ့စားရဲ့အသုံးပြုပုံစံပဲဖြစ်ပါတယ်ခုဒီပုံစံကိုသုံးရင်တော့အရှိကနောင်းကြောင့်စိတ်ထဲမှာစိတ်မကြေမနက်စရာဖြစ်တဲ့အတွက်ကြောင့်နောက်မှာရှင်းပြချက်တွေထပ်လိုက်ပေးရမယ့်ပုံစံဖြစ်ပါတယ်ဥပမာお前さ何度言ったらわかるんだよあんたさ恥ずかしくないその格好ဆိုတဲ့ပုံစံမျိုးနဲ့သုံးတာပဲဖြစ်ပါတယ်တတိယပုံစံကတော့တစုံတယောက်ကိုတစ်ခုခုပြန်လည်ပြောဆိုတဲ့အခါမှာသုံးတဲ့စားရဲ့အသုံးပြုနည်းပဲဖြစ်ပါတယ်ဒီနေရာမှာတစ်ခုသိထားဖို့ကတဆင့်စကားဓာတ်ပုံပြန်ပြောတဲ့ဒီလာရှိဆိုတက်ရောတက်စတဲ့ grammar နဲ့ရောသုံးလို့တော့မရပါဘူးဒီပုံစံကိုသုံးရင်စားကဓာတ်တူစားဓာတ်တေစားပုံစံမျိုးနဲ့ပဲတွဲသုံးပေးရပါမယ်ဥပမာ今日はあの店休みなんだってさ田中さん仕事辞めたんだとさအဲ့လိုပုံစံမျိုးနဲ့ပဲသုံးပါတယ်နံပါတ်၄နောက်ဆုံးပုံစံကတော့စကားပြောရဲ့နောက်ပိုင်းကိုဖြစ်ဆက်ပြောခြင်းတဲ့အခါမှာသုံးတဲ့စားရဲ့အသုံးပြုတဲ့ပုံစံပဲဖြစ်ပါတယ်ဒီပုံစံအမှန်တမ်းပြောရရင်ဒီချီချောခိုင်းဝါလို့ခေါ်တဲ့နေ့စဉ်သုံးစကားမှာတိတ်ကြားရည်မရှိတဲ့အတွက်တိတ်မသုံးတဲ့အတွက်ပေါ့နော်အဓိပ္ပာယ်ကိုမှတ်ထားပြောလောက်နေပဲလုံလောက်ပါတယ်အထူးသဖြင့်အများဆုံးအသုံးပြုတာကတော့ anime တို့ဒရာမာတို့စတဲ့စာဝင်ကန်တွေမှာအသုံးပြုတာတော့ပိုများပါတယ်ဥပမာ忙しかったからさ連絡できなかったんだよそんなものは初めからなかったのさတိုကျိုနဲ့ခန်းတိုဒေသမှာနေတဲ့လူတွေဒီစားကိုသုံးတဲ့ပုံစံကအသုံးများလေးရှိပြီးတော့တခုသတိထားမှာဒီစားဆိုပြီးစားကိုအသုံးလွန်သွားတဲ့ခါကျရင်တော့ပြောဆိုမရင်ကြီးတဲ့ပုံစံပေါ်သွားနိုင်တာမလို့သတိပြုစေချင်ပါတယ်နောက်တစ်ခုမှကျင်တာကတော့ဒီစားကိုမသုံးရတဲ့အခြေအနေတွေရှိပါသေးတယ်အဲ့ဒါကတော့သူက casual ပေါ့နော်ရင်းနှီးတဲ့လူအချင်းချင်း level တူချင်းပြောတဲ့စကားဖြစ်တဲ့အတွက် business ပိုင်းဆိုင်ရာရုံးပိုင်းဆိုင်ရာပြီးသွားရင်ထက်လူကြီးကိုပြောတဲ့အခါမှာဒီစားဆိုတဲ့ copy ပေါ့နော်စကားစုံပေါ့လေးကိုထည့်သုံးတယ်ဆိုရင်ရိုင်းပြတဲ့အတွက်အသုံးမပြုမိဖို့သတိထားစေချင်ပါတယ်ကဲအဲ့ဒါဆိုရင်ဒီတစ်ခေါက်ကဂျပန်လူမျိုးတွေစကားပြောမှာအများဆုံးအသုံးပြုလေးရှိတဲ့စကားစုံပေါ့ဖြစ်တဲ့စားဆိုတဲ့ copy လေးနဲ့ပတ်သက်ပြီးတော့အတိတ်ပဲနဲ့အသုံးပြုပုံကိုသိစိတ်ရှင်းပြပြီးတော့တာပဲဖြစ်ပါတယ်ဂျပန်စာလေ့လာနေတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကကျိုးတစုံတရာရှိရဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင် like and subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲဂျပန်စာတူတက်အောင်မြင်ကြပါစေありがとうございましたကျေးဇူးပါまたね